ဒီနေ့မှာကျွန်မဖတ်စစ်ခွတ်တဲ့ရခိုင်ပြည်မှာခွတ်တီဝတ်တီတည်နေတဲ့အကြောင်းတွေကိုကျွန်တော်တင်ပြပေးခြင်းတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ထုံးစံအတိုင်းပေါ့ဗျာ။ဘဝရက်ကွက်က lobby တွေဟာကျွန်တော်တို့အရကတက်တော့အေးစစ်ရှုံးနေလို့ထွက်ပြေးနေတဲ့ဆိုတဲ့အကြောင်းတွေကိုဖော်ပြနေကြပါတယ်။ဆိုတော့ရခိုင်မြေမှာရခိုင်နေစစ်ရှုံးတာဘယ်တော့ကချမှုပါတယ်လေ။ကျွန်တော်ဒီနေ့တင်ပြမယ့်အကြောင်းအရာကညဝရီရေတပ်စကန်ဌာနချုပ်မှတေဆုံးသွားတဲ့စစ်ဗိုလ်ချုပ်တွေရဲ့အလောင်းတွေကိုတိတ်ဆိတ်သိမ်းကြိုနေတဲ့အကြောင်းတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်တယ်။ဒါပြင်လက်ရှိတော်လန်ရေးကာလတော်လန်ချိန်မှာစစ်မျက်နှာပြင်အများဆုံးဖွင့်ထားတဲ့အာရခတပ်တော်အေးအကြောင်းကိုကျွန်တော်တင်ပြပေးချင်တာဗျာ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုဒလီလေးစားဖိတ်ခေါ်လိုက်ပါ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ညီနောင်လေး channel ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ရဲ့ channel ကဆိုရင်နေ့စဉ်မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးတိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးတော့မယ့် channel ပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ channel ကို subscribe လေးပြုလုပ်ပြီးစောင့်မျှော်အားပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာ။ကြည့်ရှုသူများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကျမပါတီခေါင်းဆောင်ခင်ကြီးကကျွန်တော်မြန်မာနိုင်ငံကိုဦးဆောင်ဖို့ခေါင်းဆောင်ဖို့အစဉ်သင့်ဖြစ်နေပြီလို့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။သူဘာကြောင့်အဲစကားပြောရတယ်သိလားကျွန်တော်မိသားစုARI ထိုင်းနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဒါနှစ်စဉ်လို့တော့ပြောလို့ရတယ်မနစ်ကလည်းအင်တာဗျူးထွက်လာပါတယ်ဒီနှစ်မှာလည်းပဲ ARI တိုင်းကနေပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အင်တာဗျူးဆိုတာထက်အချင်းချင်းပြညီကိုတွေဆွေးနွေးနေတဲ့ပုံစံမျိုးလေးကိုတော့ကျွန်တော်တို့ကခန်းစားမိတာဆိုတော့ ARI ထိုင်းရဲ့မိတဲ့မေခွန်းတော့ပြည်သူလူထုတစ်ရက်လုံးကဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုကျွန်တော်နိုင်ငံမှာဥဆောင်ပေးဖို့ခေါင်းဆောင်ပေးဖို့ပြောလာခဲ့ရင်ဗိုလ်ချုပ်အနေနဲ့ဘယ်လိုမျိုးလက်ခံလားတုတ်ဘယ်လိုမျိုးပြောဆိုမလဲဆိုတာမျိုးပေါ့နော်ဒီလိုအချိန်လေးမေးလာတဲ့အချိန်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောလိုက်တာရှင်းရှင်းလေးပါအဲ့လိုအင်တာဗျူးလေးတန်လေးထွက်လာတာနဲ့ခင်ကြီးကလည်းဒီနိုင်ငံကိုဥဆောင်ဖို့အတွက်အစဉ်သင့်ဖြစ်နေပြီဆိုတော့ဟာပေးကြတယ်ကျွန်တော်မိသားစုကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေရဲ့အင်တာဗျူးတွေကျွန်တော်ရုပ်သံမှတ်တမ်းသတင်းတွေကိုဒီကောင်တွေခိုးပြီးတော့နားထောင်နေတယ်။ ARI နဲ့ဘယ်လိုထုံးမြတ်နိုင်တဲ့အင်တာဗျူးဒီအင်တာဗျူးကိုခင်ကြီးကြားသွားလို့သူကလည်းပဲနိုင်ငံကိုဥဆောင်မယ်ဆိုပြီးတော့ဖတ်ပြောလာတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူပဲဆုံးဖြတ်မှာဖြစ်တယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်မိသားစုဝင်တွေဟုတ်ပြီဒီဘက်ကတော့ချမ်ဖို့ကခင်ကြီးဒီဘက်ကတော့အရကတက်တော့ AAလက်ရှိကျွန်တော်မြန်မာနိုင်ငံမှာတော်လန်ရေးမှာအောင်မြင်ဆုံးနဲ့ဒါစွမ်းဆောင်ရည်ပြေဝဆုံးပြီးတော့ခက်ခဲမျိုးစုံကိုကြမ်းကြမ်းခံခုခံကြော်လွှားနိုင်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့သူတို့နှစ်ဦးကိုဘယ်သူကျွန်တော်နိုင်ငံကိုဥဆောင်ခွင့်ပေးမလဲဆိုတာမျိုးကျွန်တော်တို့အလွတ်သဘောကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးသားဖော်ပြနိုင်ပါတယ်ဒီသတင်းတွေကျွန်တော်မပြောခင်မှာကျွန်တော်မိသားစုကိုကျွန်တော်အချက်လက်လေးနှစ်ခုပြပြခြင်းပါတယ်ကျွန်တော်ရဲဘော်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင်းဆုံးစီစဉ်ဆောင်ရွက်နေပါတယ်လက်ရှိအချိန်မှာလက်မဆက်သွယ်ရေးအခက်အခဲတွေနဲ့connection ပေါ့နော်connection ဖြတ်တောက်ခံထားရတဲ့အချိန်တွေနဲ့ကျွန်တော်နဲ့ဆက်သွယ်မရသေးပါဘူးမနေ့ပြန်ကြရင်တော့ကျွန်တော်လည်းသတင်းကောင်းကြားရဖို့မျှော်လင့်နေပါတယ်ကျွန်တော်တို့ရဲ့ခက်ခဲမှုကတစ်ခါတည်းမှာကျွန်တော်တို့ရဲ့အသက်တွေပါပေးရနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ရဲ့ခက်ခဲမှုလို့ဆိုတာပါတော်လိုင်းရေးမှာကျွန်တော်တို့အကြက်တဲတွေမွန်းချက်မှုတွေကျွန်တော်တို့ဖိအားမျိုးစုံကိုရင်ဆိုင်ကြော်ဖြတ်ခဲ့ပြီးပါပြီဒါဟာကျွန်တော်တို့အတွက်ခက်ခဲလို့တော့ကျွန်တော်တို့ကမတတ်မှတ်ပါဘူးကျွန်တော်တို့တန်ရာရခဲ့ဘူးတယ်ကျွန်တော်ခုနကလည်းတန်ရာရခဲ့တယ်ပြီးတော့ယနေ့အချိန်ထိလည်းကျွန်တော်ကျန်းမာရေးအတွက်ကျွန်တော်ဆေးဝါးကုသမှုခံယူရတဲ့အခြေအနေဒါဟာလည်းကျွန်တော်တို့ခက်ခဲမှုပါကျွန်တော်တို့ရဲ့အခက်အခဲဆုံးအချိန်ဆိုရင်တော့ကျွန်တော်တို့ဒီဒေါ်လာရေးဒီလမ်းကိုကျွန်တော်အဆုံးထိမလျှောက်နိုင်တဲ့ကျွန်တော်တို့ရဲ့အသက်တွေပေးလူရတဲ့အချိန်တွေပဲဖြစ်ပါလိမ့်မယ်နောက်တစ်ခုကဒီနေ့ကျွန်တော်ရဲ့ခီးစဉ်လေးတစ်ခုမှာမှတ်တမဲ့ပေါ့နော်ကလင်းငယ်လေးတွေတိတိလေးတွေအယောက်80လောက်စာတင်နေတဲ့နေရာလေးတစ်ခုကျွန်တော်ရောက်သွားပါတယ်ကျွန်တော်တိုင်းရင်းသားကလင်းငယ်တွေအစုံပဲကျွန်တော်မိသားစုကျွန်တော်မြန်မာကလင်းငယ်တွေဗမာကလင်းငယ်တွေကိန်းကလင်းငယ်တွေလည်းပါပါတယ်
ဆိုတော့သူတို့ကိုကျွန်တော်တို့ဒီပညာသင်ကြားနိုင်ဖို့အတွက်စူးစမ်းပြီးတော့ရုန်းကန်လှုပ်ဆောင်ပေးနေတဲ့သူတွေရှိပါတယ်ဆိုတော့ကျွန်တော်အဲ့ဒီမှာတွေ့လိုက်ရတာကသူတို့တက်စိတ်မကောင်းကြပါဘူးเนาะသူတို့ကဆေးပေးရှောင်လာတဲ့လူတွေဖြစ်တယ်ပြီးတော့နီးမျိုးစုံနဲ့ပေါ့နော်နိုင်ငံတွင်းကနေတော့ထပ်ပြေးလာကြရတဲ့သူတွေဖြစ်တယ်ကလင်းငယ်တေးသေးလေးတွေပြအချုပ်ကလင်းငယ်တွေမွေးစင်းမရှိဘူးတဲ့ဆိုတော့ဘာကြောင့်မွေးစင်းမရှိတာလဲဆိုရင်သူတို့ဟာဆေးဥမှာလည်းတက်ပြီးတော့မမွေးရဘူးတော်တဲ့တောင်တဲ့ကျွန်တော်တို့ရာလောင်တဲတွေမှာပဲကလေးကိုမွေးရတယ်မွေးရတော့သူတို့မှာမွေးစင်းမရှိကြဘူးလူတယောက်ဟာမွေးစင်းမရှိဘူးဆိုရင်နိုင်ငံသားပျောက်တဲ့ပုံစံမျိုးအထီတောင်ဖြစ်နိုင်တာကိုလည်းကျွန်တော်မိသားစုတွေတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့နိုင်ငံတွင်းကကလင်းငယ်တွေအနာဂတ်အတွက်ကျွန်တော်တိုက်ပွဲဝင်နေတာဖြစ်တယ်ဒီကလင်းငယ်တွေအတွက်လည်းကျွန်တော်လုပ်ပေးနိုင်တဲ့အရာတွေကိုထပ်မံပြီးတော့ကျွန်တော်လုပ်ပေးနိုင်ဖို့ကျွန်တော်ကြိုးစားပါမယ်ပြီးတော့ကျွန်တော်ဆူတောင်းရင်းနဲ့ကျွန်တော်အကောင်းဆုံးလမ်းပြနိုင်ဖို့အတွက်ကျွန်တော်မျှော်လင့်မိပါတယ်ဟုတ်ပြီရောနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်မိသားစုဝင်တွေစိတ်ပူပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အရာရာကိုဖြတ်ကျော်နိုင်ပါတယ်ကျွန်တော်တို့မဖြတ်ကျော်နိုင်တာကတော့ငွေကြေးပါပဲဟုတ်ပြီနောက်ဒီနေ့ကျွန်တော်တို့ပါဗျာတော့နာမရှိပါဘူးနော်โอเคသတင်းမဲ့ပြန်သွားမှာကျွန်တော်မိသားစုဝင်ညဝီရတဲ့ဌာနချုပ်အတွင်းတွေကတေဆုံးသွားတဲ့အရာရှိကြီးတွေဗိုလ်ချုပ်ကြီးတွေရဲ့အလောင်းကိုခေါ်ပြီးတော့တိတ်ဆိတ်မြည်သိကြုံနေရတယ်ဆိုတော့အရက်ကလို့ကြားလို့မှကောင်းသေးရဲ့လားဒါပေမဲ့ကျွန်တော်တို့ကြားတာကတော့နဝင်ချိုတယ်ကောင်းတယ်ပေါ့ဒီသတင်းတွေကိုမပြောခင်ပဲဟိုဘက်ကလော်ဘီတွေဒီကောင်တွေတော့နည်းနည်းစင်တန်းပြနေမယ်ပြ6800ဇာတ်ထက်တော့တာလိုက်တခါတလေကျွန်တော်တို့သူတို့ကစကားပြောမှန်းရင်မာလာအုပ်စုကခေါ်ပြီးတော့တော့ဖုန်ခါခံရတာကလွဲလို့ပေါ့ဗျာဒီထဲမှာကြောင်မျိုးလေးတစ်ကောင်မှကြံတော့မယ်ထင်တယ်ကျန်တဲ့ကောင်တွေအကုန်လုံးကဂျေးအောင်ဘူးတယ်ဟုတ်ပြီဒါပေမဲ့လည်းသူတို့တွေကဆက်ပြီးတော့ဖာနေစေပါအလကတက်တော့AAဟာတဲ့လက်ရှိသူတို့ရဲ့ထိုးစစ်တွေအတွင်းထဲမှာတဲ့ကစင်ကလျားနဲ့ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုဖော်ပြနေကြတာဖြစ်ပါတယ်ဟုတ်ပြီဘသူကကစင်ကလျားနဲ့ထွက်ပြေးတာလဲဘသူကပိုးစိုးပတ်သက်တင်နေတာလဲဆိုတာကိုကျွန်တော်သတင်းမှာကျွန်တော်အချက်လက်လေးနဲ့ကွာတင်ပြပေးပါမယ်လက်ရှိအချိန်မှာရခိုင်ပြည်ကြောက်ပြူမြို့နယ်မှာအလကတက်တော့ A နဲ့ဂျမ်ဖတ်စစ်ခွေးတက်ကြားပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်အဲ့ဒါကအမှန်ပါအဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာအလကတက်တော့ A ကကြောက်ကြားစနစ်ကိုအဓိကသုံးပြုနေတယ်ပြီးတော့အဲ့ဒီထိုးစစ်တွေကိုတက်လာတဲ့ဂျမ်ဖတ်စစ်ခွေးစစ်ကြောင်းတွေကိုလည်းပဲကျွန်တော်တို့ဂျာပြတ်တိုက်ခိုက်မှုတွေအတွင်းထဲမှာစတိုင်ပါနဲ့အာရပါရဖြုတ်တာတွေပြီးတော့ဂျာပြတ်မိုင်းဆွဲတိုက်ခိုက်မှုတွေအတွင်းထဲမှာဂျမ်ဖတ်စစ်ခွေးတက်ရာနဲ့ချီပြီးတော့တေဆုံးနေဆိုတဲ့တဲ့ဒီကနေ့ညနေပိုင်းညဦးပိုင်းလို့ပြောလို့ရတယ်ကျွန်တော်မြင်တော့ထွက်လာပါတယ်ဟုတ်ပြီဒါပဲလားမဟုတ်သေးဘူးသူတို့တွေတရားဓမ္မခေါ်သွားတဲ့ကြည့်နော်အင်အားတွေအများကြီးပေါ့ဗျာအာစစ်ကားတွေတက်လာစစ်ကား10စီး15စီးအစီး20စသည်အားဖြစ်ပေါ့ထဲထဲမှာပါတဲ့ကောင်တွေကငစနူတွေအဲ့တော့အာရခမြေမှာပုံဆိုးတာပေါ့ဗျာရခိုင်မြေကိုနင်းပြီဆိုတာနဲ့ကြောက်ချေပန်းရှူးပါထွက်နေတဲ့ကောင်တွေအခုအာရခတက်တော့အေးရတကောင်ချင်းကြီးလိုက်ပြီးတော့ကုတ်ဆွဲနေရတယ်ဟိုပြင်းဒီပြင်းနဲ့မြောင်းတူမြောင်းကြတော့ရေနစ်သေးကျွန်တော်တို့ပတ်ဝန်းကျင်ကထိခိုက်သေးတယ်ဟုတ်ပြီကျွန်တော်မိသားစုအာရခတက်တော့အေးရလည်းထုတ်ပြန်ကြေညာထားတယ်ရတပြည်သူတွေအထူးသတိပြုဖို့ဘာဖြစ်လို့လဲဆိုခွေးလင့်နေချေဦးတက်ရပြေးနေလို့ပါတဲ့လက်ထက်မှာလည်းတနက်တွေနဲ့ရှောက်ပြေးနေတော့ကျွန်တော်တို့ရတပြည်သူတွေအတွက်စိုးရိမ်နေရတဲ့အခြေအနေပြဘာဖြစ်လို့ပြေးနေတာလဲဟုတ်ပြီတော့စပယ်မှာ20နဲ့နေရရဝီရေတက်စကန်ဌာနချုပ်တင်မှာဂျာဒူးအလုံးကိုကြီးမားတဲ့အကြမ်းဖက်စစ်ခွေးတက်ရအရာရှိတွေအာရကတက်တော့အေးရဲ့ဒါပြစ်ခတ်မှုတွေကြောင့်သိဆုံးပြီးတော့ထဲထဲမှာတိတ်တဆိတ်တင်းကြုံနေရကြောင်းကိုသိရှိထားရပါတယ်ရန်မစစ်ခွေးတဲ့အလောက်ထိနာပေမဲ့လည်းပဲကြောက်ဖြူမြို့ပေါ်မှာလက်ရှိအချိန်မှာသူတို့ဘက်ကနေအသာစီးတွေရယူထားတယ်သူတို့ဘက်ကထိုးစစ်တွေဆင်နွှဲနိုင်တယ်ကျွန်တော်တို့ရဲ့ရခိုင်တပ်ဖွဲ့ဝင်တွေကထွက်ပြေးနေရတယ်လို့လဲအာတာဖြီနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီကောင်တွေအတန်ထွက်လာပြီဆိုသိကြတယ်အဲ့ဒီပွဲအဲ့ကောင်တွေရှုံးနေတာကျွန်တော်တို့ထွေထူးပြောစရာမလိုရေနံချောင်းသားဇော်မဲလိမ်ပြောပြီဆိုတာ ਨੇ အဲ့ကိစ္စကကြောင်းမြင်ဆိုတာကျွန်တော်မိသားစုဝင်တွေသိပြီးသားပါဟုတ်ပြီ
တို့ဘက်ကကျွန်တော်တို့ရခိုင်တပ်ဖွဲ့ဝင်တွေတောက်မခံနိုင်တော့ဘူးစုပ်ပြေးနေကြတယ်ဆိုတော့ရခိုင်ပြည်ကသူတို့အတွက်စစ်တင်ကြိုင်းနော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကျွန်တော်ပြည်သူလူထုကဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုရွေးချယ်ပြီးတော့ခေါင်းဆောင်အဖြစ်နိုင်ငံကိုဥဆောင်ဖို့အတွက်ဆိုပြီးတော့အင်တာဗျူးလေးထွက်လာတော့မှဟိုမှာခင်ရကဗန်ကရန်မဟုတ်ဘူးကျွန်တော်ခေါင်းဆောင်လုံနိုင်တယ်ကျွန်တော်ခေါင်းဆောင်လုံနိုင်ဖို့လည်းအစင်းသင်းဖြစ်နေပြပြီးထွက်ပြောရတဲ့အခြေအနေအခုလည်းအဲ့လိုဖြစ်နေတာကျွန်တော်မိသားစုတောင်မြို့နယ်အနက်မှာလည်းအင်အားထောင်ချီတုံးပြီးတော့စစ်ကြောင်း၄ကြောင်းခွဲပြီးတော့စစ်ကြောင်းထိုးတက်လာတာအဲ့ဒီစစ်ကြောင်း၄ကြောင်းလုံးကိုလေကအလကတက်တော့ AA စနိုက်ပါတွေနဲ့ပြစ်ခတ်ချေမှုမှုတွေဒေါ်ဘုံတွေနဲ့ဘုံတိချဲပြီးတော့လက်နက်ကြီးတွေနဲ့စမပြတ်ပြစ်ခတ်မှုတွေကြားထဲမှာအဲ့ဒီစစ်ကြောင်း၄ကြောင်းလုံးဟာဘယ်ရောက်လို့ဘယ်ပြောင်းမှမသိထွက်ပြေးနေကြတာအခြေအနေပါစစ်ကြောင်းမှာပလာတဲ့ဂျမ်ဖက်စစ်ခွတ်တက်ရဲ့ခေါင်းဆောင်ပိုင်းအကြီးပိုင်းတွေလည်းပဲပွဲချင်းပြီးသိဆုံးနေတယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာပါတယ်ဒီပွဲကတည်ရမရှိဘူးเนาะကျွန်တော်မိသားစုကျွန်တော်ဘောလုံးပွဲကြည့်တယ်လို့မျိုးနိုင်အရှုံးတည်ရလက်ပြီးသွားရင်ကျွန်တော်လက်ဝဲပွဲတွေကြည့်တယ်လို့မျိုးနိုင်အရှုံးအချို့လက်ဝဲပွဲတွေမှာလည်းတည်ဆိုတဲ့ရလက်တွေရှိတယ်ဒိုင်လူကြီးရဲ့အဆုံးဖြတ်တွေလည်းရှိတယ်ဒါဟာတော်လှန်ရေးဖြစ်တယ်ကျွန်တော်ပြည်သူတရက်လုံးရဲ့နာကျင်မှုကျွန်တော်ပြည်သူတရက်လုံးရဲ့ခံစားခဲ့ရတဲ့အရာတွေဟာဘယ်တိုင်းလူကြီးမှကျွန်တော်တို့အမှတ်လာပြီးလို့မရဘူးဒါလေးကိုကျွန်တော်မိသားစုဝင်တွေလည်းသိပြီးသားပါဒါပြင်ဒီပွဲကတည်ရမရှိဘူးကျွန်တော်မိသားစုကျွန်တော်တို့ကိုးပြတ်တွင်းတော့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုတိတိကျကျခိုင်မာကျွန်တော်ပြောရတယ်ဘယ်ကာလဘယ်နေ့လဲဆိုတာကိုကျွန်တော်မိသားစုမကြခင်မှာအခုလာကုန်တဲ့ရက်မကြခင်ရှစ်လတွေမှာကျွန်တော်မိသားစုတွေကြားမှာဖြစ်တယ်ကျွန်တော်လည်းအဲ့ဒီသတင်းကြားလိုက်ချိန်မှာရန်ဝမ်းတာသွားတယ်ကျွန်တော်တောင်ပိုင်းကဒီကဝေးတစ်ဖွဲ့ဝင်အလူလဲစိမ့်ပိတ်နေအောင်ခံရတာတော့မဟုတ်ပတ်ပြေးနေရတာအာဟိုမှာတစ်ဖွဲ့ဒီမှာတစ်ဖွဲ့ဟိုမှာတစ်ဖွဲ့အာရှုပ်ချက်ခက်ရန်ကိုကျွန်တော်တို့ဘလုံးမကိုညံတော့မမိလို့တော့စဉ်းစားလို့တော့မရတဲ့အခြေအနေမျိုးနဲ့ကျွန်တော်တို့ကိုယ်နိုင်ဖြည့်ရှင်းလို့မရတဲ့အရာတွေအများကြီးရှိဒါပေမဲ့ဒါတွေကအချိန်တန်းခဏပါကျွန်တော်မိသားစုအခုသူတို့နေရာစုံမှာအင်အားထောင်နဲ့ချီပြီးတော့တုံးတယ်အင်အားအလုံးရင်းနဲ့တုံးတယ်သူကရွေးကောက်ပွဲအတွက်ပဲဒါနောက်ဆုံးအချိန်သူတို့အတွက်ကျွန်တော်အားလုံးနည်းနဲ့ပဲကြည့်မယ်ကျွန်တော်မိသားစုဝင်ကျွန်တော်ဘောလုံးပွဲတစ်ခုမှာခရစမောက်ပြီဆိုတာနဲ့အသေးအတန်ဝင်းပတ်ပြေးပြီးတော့အသေးအတန်အားဆိုင်အချိန်နဲ့ကြာနေတယ်ခြေကုန်လက်ပန်းကြာလာနိုင်အဲ့ဒီအချိန်ကျွန်တော်တို့ရဲ့စစ်စင်ရေးကျွန်တော်တကယ်တက်ပြီဆိုရင်ဘယ်သူမှမခံနိုင်ဘူးဆိုတာကျွန်တော်မိသားစုတွေတွေ့ရှိဖြစ်ပါတယ်လက်ရှိကျွန်တော်တိုင်းသားတစ်ဖွဲ့ဝင်အားလုံးကလည်းကျွန်တော်တို့အားလုံးနဲ့အတူတူထပ်တူရှိနေတာကျွန်တော်အဖြေပေါ်ပြီးသွားပြီလေအဖြေပေါ်ပြီးသွားပြီမင်းအမစကားမနဲ့ပေါင်းမရောက်နိုင်နေမဲ့ဘလူးပလဲလုံးကြားပြန်လုပ်ပြီးတော့ပဲရက်ဒီကြိုက်သလိုလို့ကျွန်တော်တို့လှည့်ကြရင်တော့ကျွန်တော်ပြည်သူလူထုစံနာနဲ့အညီတရားခံတွေအကုန်လုံးဟာကောင်းစင်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီအကြမ်းဖက်စစ်ခွေးတက်ရဲ့အရေးပါလာတဲ့ထောက်ဖို့အရေးကြီးလာတဲ့ကုန်ကြီးကိုအရကတက်တော့ AA ကအခုရပိုင်းတွင်းသိမ်းလိုက်တာဖြစ်တယ်အရန်ရေးကြီးတဲ့နေရာအဲ့ဒီနေရာကိုလက်လွတ်ပြီးတော့လက်ရှိအချိန်မှာကာဗေးစကန်တွေကိုလည်းပဲထပ်မံပြီးတော့တိုက်ခိုက်ထားတယ်ပြီးတော့နိုင်ကန်လီကောင်းရဲ့ကာဗေးစကန်ကိုလည်းပဲကျွန်တော်တို့ကထိန်းချုပ်ပြီးဖြစ်တယ်ဆိုတော့အဲ့ဒီဂုံကြီးကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းတွေမှာသူတို့ဟာရှုံးနေပေမဲ့လဲပဲသူကတော့အောက်ကတော့ဗျအောက်ကတော့အော်နေသေးပေါ့အဲ့လိုပုံစံမျိုးကျွန်တော်မိသားစုနေဟုတ်ပြီအရန်ကိုအသေးပြောက်များတယ်ဒီအချိန်မှာဝိုင်တွဲကနေပြီးတော့ဒီကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေစတိုက်လှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်မှာတော့ဗါလေဝိုင်ကျွဲနဲ့စေကာတက်မနဲ့ဘုံလာကျဲတယ်ဘုံကျဲတဲ့နေရာတွေဟာကျွန်တော်တို့ပေါ့နော်ဒါမရှိတဲ့နေရာတွေများပါတယ်လက်ရှိအထီးကိုက်တွေလည်းလုံးဝမရှိဘူးလို့ကျွန်တော်တို့သိရှိထားရတယ်ဘလုံးမှာဒီလေချောင်း33ရေချောင်း33အလကတက်တော့ AA ကိုမနိုင်ဘူးလို့လက်ရှိ
Agato a data can be to Gani, just so Tala Chipare. Arima, to know, I can take Tare, then a K and Chuna Japas quit at lonely go. You are a Yamia, they see Yami have you, Lenacha Ling into relation, the Zep Chipare. Lenacha Ling win it to the top in it to the Yasu, let's she now Pauti Chipare. Passa Simu Dan Palarek on the Chipare. Yojinagaro Lupipio Lulum Yeti Yalek on the Chipare. Obi Rakandi, Tangone, Amunet Trinego. Apjale we on name the same only jet GG Tango Brown, you Lambo, Ampertan, or you Lambo, my Japanese quit again, and Tonet your people, Siku period, Tiku period, Eliniago, Tosis Saint Gide. Tabime, low wago, low pit out, Riama Pide, others are got about Aya, Tarita Chodin Pido, season Tabi Chipare. The Lataka movie, the legend picture movie, your Takune, Lulia, Willa, Poetry. Young Yaza, though, say a period ago, don't you be your Takai need a chip tail, no, you be never Uga, 3 people Tala Chipare, Chili Chimes John, Kapasa Sali Pakat John, Talam Benya John Quetta Lare, Sekaga, Sim Sela, she the Sekabo Male, Lena Ea Luia, a peep there, 3 years, Tiga Topo scan to let look be the no by doing my Hulu Toses Simu, Tala Jara Pide. Blaupe Gary Miawazi, Blaupe Air Miawa Street, Turuha Leshi Chema, Contact Chipa, John Dazu. Simi Binama General John Pida. These are only Bojame. Let Chilune, the Jane, a tamping. Billy, Charlie Minotaria, Dad. Oh, only Alam. Madame Yao, Madame to repeat the camel. She never did what is basic Ubi Bama machine. Let's query a boy chini, I look in it. I don't let that. Then I let Shima go up with Saint Vida. Go up ya. Let's see the chini go like a tato. Pomportala chip bar. Go Ayat never come and join without winning. Nay again, Lee John and away scan and me do being. Nay again down your shop. Jujachujan Nia de Mare, let's see chini type word chip one there. I don't have any pillar sui. Eddie through Tola Johnny Ha. The great piano through top in the chamber. Alcatato, now on the land, shelling out she there, through a chain, not pian, pilu, pit that need a pit de lo. The Lord teaches the Yashitaba. A chiniaro, a lupinida. It's not yoga with that. You want an angeloma, let's see chima. Similarly, Miano point tar the poet. The Kuwashi, Alcatato. Samuel Maleve, you know, Mamma don't wear a top, Pubam Biro, let she come to Yakisari Maleve. Take you somewhere needed, join that. You know, Maquid Cho Maleve, General, Alcatato, in a Pubam Biro the poet winning. Pio, Pogoma Leve, Alcatato, in a Pubam the poet winning. Pay Malay or kind she, not join that. At the cave. Don't be mentioning John Midazuini, Tiba. Don't sit in a big guy, rock kind, that's soup, rock kind Yashiko, and all sitting and big. Rockine blue sitting and pay less rubber, you know, and who did 2 with Jong, Rockine, you know, to do down 12 a year of Peter, Rockine would know at the home China. The kind Moti, share China. The cable, chamber, the cable, 2 without it, the cable, Mata Chima, Palolo, low man with even it. A tap jaya, a German Pacific could have gone. Don't let talk like mission, General Leaching Gare, Dave Night, Deal on mobile, night you on your yard. A leaching season, you change each no Kanako, Jack, who been is say. Hobby, on where you go back, Sabino Chiama. Arakat data type one in a patabido, Arakat data asset only up today, Rakai, Magui set, Rakai, Bogosa, Rakai, ERE asset. Already near to Maleva, Alcatato, a Jan Pacific quit tell are John Mangago, a cold logo, like Kai, the impied chain more yin and she was sending up today. Find the Rindari, I'll look to the Kego. Chinka, gone to Japan. How long gone, eh? And now, Silo, you knew that. So, Rakan to Rakan Dari, do it, Nidunia today.
ဒီအပိုင်းတွေမှာကျွန်တော်မိသားစုဝင်လည်းသတိထားမိပါပါကျွန်တော်တို့ ARSA အကြမ်းဖက်လက်နက်ကင်သူတို့တွေကဘင်္ဂလားဒေ့ရှ်ကနေပြီးတော့နေဆက်ဖြတ်ကျော်ပြီးတော့အရခတ်တက်တော့ A ရဲ့ test scan တွေကိုတိုက်ခိုက်ခဲ့တာကိုကျွန်တော်တို့အရခတ်တက်တော့ ULA ကလည်းတရားဝင်ထုတ်ပြန်ထားတာရှိတယ်ကျွန်တော်မိသားစုကျွန်တော်ကနေဆက် border line မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဖြစ်တယ်ကျွန်တော်အဲ့ border နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိတယ်ကျွန်တော်မိသားစုအဲ့တော့ border line မှာရှိတယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ပေါ့နော်ဘင်္ဂလားဒေ့ရှ်စစ်တပ်နေကြဆောင်တက်ကနေပြီးတော့သူတို့ခွင့်မပြုဝဲနဲ့ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘော်လိုင်းမှာစစ်ယူနီဖောင်းဝတ်ထားမှစစ်တပ်မဟုတ်ဘူးဘော်လိုင်းမှာရှိနေတဲ့ကျွန်တော်တို့အချို့ဒေသခံအိမ်တွေရပါသတင်းပေးတွေအများကြီးကျွန်တော်အမှန်တရားပြောနေတယ်ကျွန်တော်မိသားစုထိုင်းမြန်မာနယ်စပ်ဘော်လိုင်းမှာထိုင်းဘက်မှာရှိတဲ့ဘော်လိုင်းမှာတွေအဲ့ဒါကရင်တွေများတယ်ဒီဘက်မှာတစ်ချိန်လုံးပြေးနေရဟိုဘက်ကိုသွားနေရင်းနဲ့ဟိုဘက်မှာကလေးမွေးတော့လဲထိုင်းမွေးစိမ်းနဲ့ပြီးတော့ထိုင်းမှာတောင်ရလောက်တာကထိုင်းနိုင်ငံသားတွေတောင်ရမလုပ်ဘူးထိုင်းနိုင်ငံသားတွေတောင်ရလောက်တာရှားတယ်အရင်ကကျွန်တော်တို့ဘယ်လိုခေါ်လဲကျွန်တော်တို့မျှော့လို့ခေါ်တာပေါ့နော်မျှော့လို့ရှိတယ်မျှော့တရုတ်ညီပေါ့နော်တရုတ်ညီမျှော့လို့ကျွန်တော်တို့ကခေါ်တာပေါ့နော်သူတို့ရဲ့အဲ့စင်သက်လာတဲ့မျိုးတွေကျွန်တော်တို့ပန်းတွေစိုက်တာရှိတယ်ပဲတွေစိုက်တာရှိတယ်ငူးသီးစိုက်တာရှိတယ်ဒါပေမဲ့အောက်ခြေလုပ်ငန်းတွေကိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကရွှေပြောင်းလုပ်သမားတွေနဲ့ကရင်တွေပဲလုပ်ကြတာဖြစ်တယ်ပြီးတော့အဲ့ဒါကြောင့်ကျွန်တော်တို့ border line မှာရှိနေတဲ့ကျွန်တော်တို့တောင်ရဆောင်းတဲ့အိမ်တွေရွာတွေမှာရှိနေတာကကရင်ထိုနည်း၎င်းပဲကျွန်တော်ဘင်္ဂလားဒေ့ရှ်မှာလည်းဒါပဲဆိုတော့ဒီအခြေအနေတွေမှာကျွန်တော်တို့ ARS လက်နက်ကိုင်ဖွဲ့တွေကဒီ border line နယ်စပ်စီးကိုကျော်ပြီးတော့အခါတက်တော့ AA တဲကိုဝင်ရောက်တိုက်ခိုက်တယ်ပြစ်ခတ်တယ်ပြီးတော့ AA စခန်းထိနယ်စပ်မှာရှိတဲ့အခါတက်တော့ AA စခန်းတွေကိုပါတိုက်ခိုက်တယ်ဆိုတာမျိုးကိုဘင်္ဂလားဒေ့ရှ်ကမသိဘူးဆိုတော့လုံးဝမဟုတ်ဘူးအဲ့ဒါဆိုလိမ့်တယ်ခလီတောင်သိတော်လိုင်းလို့ရတကယ်ကိုကြီးကိုကောင်းတယ်လက်ရှိအခြေအနေတွေကိုကျွန်တော်တို့ကွင်းကုတ်ကတိချတာမြင်တွေ့နေရဖြစ်တယ်ကျွန်တော်နိုင်ငံကဒီအခြေအနေတွေနဲ့စုံသက်သွားစရာဘာအကြောင်းမှမရှိဘူးကျွန်တော်မိသားစုဒါကိုတော့ယုံကြည်ပေးပါမှန်တယ်မင်းအောင်လိုင်းကဘာပတ်ပြီးတော့ရှောက်သွားပြတယ်လမ်းတလားပြတယ်ဓပုံကြီးရိုက်ပြတယ်သူဘာလို့ဘာကြောင့်လဲအနောက်ကတေကနေတော့ဒီရွေးကောက်ပွဲလုပ်ရမယ်ဒီရွေးကောက်ပွဲလုပ်ပြီးတော့မှမင်းဟာဘလို့အခြေအနေမျိုးဆိုသူ့ကို plan တွေလုပ်ပြီးသားအဲ့တော့ရွေးကောက်ပွဲမတိုင်ခင်မှာသူ့ရဲ့မျက်နှာကြီးလိုက်ပြတာဒါတစ်ချက်နောက်တစ်ချက်ကကြတော့ကျွန်တော်ရသပြည်သူတွေနဲ့ကျွန်တော်တို့တိုင်းဒေသတပ်ဖွဲ့ဝင်တွေကိုပြန်လည်ပြီးတော့ခေါင်းသာချိန်မုံနိုင်ဖို့အတွက်လက်နက်ကြီးလိုအပ်တာတွေမှန်များကိုညီမျိုးစုံနဲ့လိုက်ပြီးတော့ခြေတာတစ်မျိုးငှားတာတစ်မျိုးပေါင်းတာတစ်မျိုးရောင်းတာတစ်မျိုးတွေနဲ့သူပုံဖော်နေတာဖြစ်တယ်ဒါလည်းကျွန်တော်အားလုံးသိရှိပြီလားသူတို့ကိုသူတို့အစိုးရပါလို့အော်နေလို့ရတဲ့နိုင်ငံဘယ်နိုင်ငံမှမရှိဘူးရုရှားသွားတဲ့အာဏာရှင်တရုတ်သွားတဲ့အာဏာရှင်ဘလာရုစ်သွားတဲ့အာဏာရှင်သူ့ကိုဘယ်သူမှနေရာမပေးပါဘူးကုလသမဂ္ဂစင်မြင့်မာဆိုလဲပဲဥကျော်မိုးတို့နေရာကိုအကျဉ်းဖက်စစ်ခွတ်တက်ကဝင်နိုင်တဲ့ကောင်တကောင်မှမရှိဘူးလက်ရှိစင်းစရာစင်းအင်းတွေရလဲကျွန်တော်တို့တမကြီးပြီးတော့ဒေါ်စန်းစွတ်ကြီးဒီအစိုးရဖွဲ့ကယနေ့ချိန်ဒီကဘာမှာစရင်အနေနဲ့ပါဝင်နေစေဖြစ်ပါတယ်ရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲလုပ်လဲရှင်းရှင်းလေးပဲကျွန်တော်မိသားစုဒီရွေးကောက်ပွဲကကျွန်တော်နိုင်ငံကိုတရားဓမ္မအာဏာသိမ်းပြီးတော့မှကျွန်တော်နိုင်ငံကိုပြန်ပေးဆွဲကျွန်တော်ခေါင်းဆောင်တွေကျွန်တော်တမန်တွေကိုဖမ်းပြီးတော့မှပြန်ပေးဆွဲပြီးလုပ်တဲ့ရွေးကောက်ပွဲကဘာကလည်းသိတယ်ဒီပွဲမှာတည်ရည်မရှိဘူးကျွန်တော်မိသားစုကျွန်တော်တို့အပြက်ချိန်ပုံမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပေးဆက်ခဲ့တဲ့အရာတွေအတွက်ကျွန်တော်တို့စီမှာဒူးထောက်ပြီးတော့တောင်းပန်ရှင်အောင်မှာကျွန်တော်တို့လုံးဝခွဲလို့မှာမဟုတ်ဘူးမင်းအောင်လှိုင်နဲ့ပတ်သက်တဲ့အုပ်စုတစ်ခုလုံးပါဝင်တောင်းပန်နေအကုန်လုံးကိုကျွန်တော်တို့အပြီးသက်ရိုက်ချိုးမှာဖြစ်တယ်ဒါကျွန်တော်လူငယ်တွေရဲ့ case ကဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်သူတို့ရဲ့တိုက်ခိုက်မှုတွေကတော်တော်လေးကိုအရှိန်ဟုန်ပြင်းလာတယ်လို့ဆိုရမှာဖြစ်ပါတယ်ပန်ဆယ်လိုတော်မှဒီနေ့မှာဒါဒီထောက်ပံ့ကူညီရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဖောင်နာအနေနဲ့သူလောက်ကင်ပေးနေတဲ့ထောက်ပို့ပေါ့နော်ထောက်ပို့လုပ်ငန်းတွေရန်နာလိုက်ပြီးဆိုပြီးတော့သူတော်ပြောဆိုလာတာတွေရှိပါတယ်ဒီလောက်ပြအကွက်ကြကြနဲ့စနစ်တကျနဲ့ဒီလောက်ကြီးဖိပြီးတော့ဒီလောက်ကြီးပြောနေတာသူလည်းလူသားပဲသူလည်း main ကလေးပဲကြာတော့လေဟောဘယ်အစင်မပြေဘူးပေါ့ဗျာဒါ
ယူချက်နီးမျိုးစုံနဲ့ကျွန်တော်ဒေါ်လာယူကိုချိုးဖက်တိုက်ခိုက်နေတာဖြစ်တယ်ကျွန်တော်မိသားစုတွေမြင်အောင်ကြည့်ပေးပါကျွန်တော်တောင်ပိုင်းသားဖြစ်တဲ့အတွက်ကျွန်တော်ပြောချင်တာကတော့ DKB ထဲမှာရှိတဲ့ PDF လူငယ်တွေဘယ်လမ်းကိုရွေးမှလဲ PC ထဲမှာရှိတဲ့ PDF လူငယ်တွေဘယ်လမ်းကိုရွေးမှလဲ BDF ထဲမှာပါရှိနေတဲ့ PDF ဆိုတဲ့အမည်ခံကောင်းနေမင်းတို့ဘယ်လမ်းရွေးမှလဲဆိုတာကိုကျွန်တော်ပြည်သူအားလုံးသိရှိပါကြောင်းပြောကြရင်လည်းဒီကနေ့ဗီဒီယိုအဆုံးသတ်ပြရစီနောက်လာတဲ့ဗီဒီယိုဒီထက်ပိုကောင်းကြိုးစားပေးပါ